လက်စွာပြလက်တကအလွန်တရာမှလိမ္မာရေးချရှိတဲ့ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမဏေဆိုတာရှိတယ်အဲ့ဒီကိုရင်ကငယ်ငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာဆရာဥပ္ပဇေရိရဲ့ပုံမှာလည်းပဲအလွန်တရာမှသူကကိုကြီးဝဲငယ်ကိုပြည့်စုံစေတယ်အထူးသဖြင့်သူ့ရဲ့အည်တွေကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်တွေဟာသူ့ရဲ့ထူးခြားချက်ပေါ့အဲ့တော့သူ့ရဲ့အည်တွေကိုမြင်လို့သူ့ရဲ့ဥပ္ပဇေဆရာတွေယဟန်တော်တွေကလာပြီလာကိုသတင်းတွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတယ်အဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်းတင်းရဲရဲဝံ့ဝံ့တရားဟောရဲတဲ့လူတွေကလည်းအရင်သဘောကျကြတယ်အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကိုလူတွေမကဘူးနတ်တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင်နတ်တွေကလည်းတာတို့ခေါ်ရတယ်ပေါ့အဲ့လိုနတ်တွေတာတို့ခေါ်ရတဲ့အထဲမှာလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ်နတ်တွေကအမြဲတရားနာရင်ဒီကိုရင်လေးကဒီဘီလူမရဲ့အရင်ဘဝတုန်းကတားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလျာမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးတို့ဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့18နှစ်19နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောအောင်ဆိုတော့သာသနာ့ဘောင်မှာမနေချင်တော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွပ်လို့မရသူလည်းပဲတရားဒေသနာတွေကိုအများကြီးသိထားတဲ့လူတစ်ယောက်ပဲသို့တော်လည်းပဲဒီလူထွက်ချင်တဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အိမ်ရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့မေကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်နောက်မှာရဟန်းနေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမြည်မေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါအတွက်အိမ်ကြီးနဲ့ပစိုးလာယူခဲ့တော့အလူထွက်တော့မယ်အဲ့လိုလည်းပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လူထွက်ချင်တာလူမထွက်ပါနဲ့လူဘွားဆိုတာလွယ်တာမဟုတ်အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရအဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဂုကလေးတော့တောက်လိုက်ပါဦးရာဂုတောက်ပြီးလို့ရှိရင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါမယ်အဲ့ဒီစွန်းလေးစားပြီးတော့မှပဲပစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်အဲ့ဒါကိုရင်ကရာဂုတောက်ပြီးတော့မေတော်ကြီးစွန်းချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါလေးဆေးပြီးတော့စွန်းအိုးလေးတဲနေအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ကိုကြီးရဲ့တရားတန်ကြောင့်တာဓုခေါ်ခွင့်ရလို့မျက်နှာပွင့်နေတဲ့မေတော်ဟောင်းဘလူးမှရှိတယ်အဲ့ဒီဘလူးမှကငါကိုရင်ဘယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ချင်လို့မအေးဘူးနောက်ပစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူးတဲ့အပြီးတော့နှောက်ရှက်မယ်ပေါ့အဲ့ဒါနဲ့ဘလူးမှကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်ဘာလို့ထားလဲဆိုတော့မျက်နှာကိုနောက်ပြန်လဲအောင်လှည့်ထားတယ်တဲ့ပါဇက်ကအမြုပ်တကြီးကြီးထွက်အောင်လုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကကရင်မောကနေပြီးတော့လိမ့်ကြအောက်အဲ့ဒီချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်နေကြတဲ့အခါကျတော့မေတော်ကြီးကဆွန့်ချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ကိုရင်ဒီရောက်လာတဲ့အခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့ဒါတစုံတစ်ယောက်ကဝင်ပြီးတော့နှိမ့်ဆက်နေတာပဲဆိုတော့သူသိတယ်အဲ့ဒါနဲ့သူကဘယ်လိုပြောလဲဆိုတော့တိလနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေကိုဒီလူတွေကမကစားကြဘူးလို့ငါယဟန္တာရှင်မြတ်တည်းရဲ့ထံကနေအဲ့ဒီစကားကိုကြားဖို့တယ်ပေါ့ခုငါရဲ့သားဟာကိုချင်းတိလနဲ့ပြည့်စုံမှလည်းကနေဒီလူတွေကဘာလို့လာပြီးတော့ငါသားနဲ့လာကစားကြတာတော့အဲ့လိုမျိုးသူကရွှဆိုမိတန်းငိုကြွေးတာအဲ့ဒီချိန်မှာဘလူးမကဟုတ်တယ်တဲ့ယဟန္တာရှင်မြတ်တည်းပြောတယ်တိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဘလူးတွေကမကစားကြဘူးဆိုတာမှန်တယ်ဒါပေမဲ့အခုဒီတင့်ရဲ့သားကလူ
ထွက်မယ်ဆိုပြီးတော့တင့်စီကိုရောက်လာတာအဲ့ဒါကိုငါဘယ်လိုမှခွင့်ပေးနိုင်ဘူးပြောပြလိုက်တဲ့တင့်ရဲ့ဒါတတိယလာလို့ရှင်ပြောပြလိုက်တကယ်လို့လူသားထွက်မယ်ဆိုလို့ရှိရင်ငှက်လို့အတောင်နဲ့ပြန်နေတော့လည်းပဲမလွတ်စေရဘူးငါလိုက်ပြီးတော့ဒုက္ခပေးမယ်လို့ချင်းချောက်တာပေါ့နော်အဲ့လိုပြောပြီးတော့ဘလူမကခွာသွားတယ်အဲ့ဒါခဏနေတော့ကိုရင်ကတတိယဘေးကလူတွေကလည်းဝိုင်းအောင်ကြည့်နေကြတာပေါ့အိန္ဒိနာချင်းတွေပါလေမေတော်ကြီးကလည်းသူ့ရှင်မှာမျက်ရည်ဆက်လက်နဲ့ငိုးနေတာတွေ့တယ်ပြီးတော့ကိုရင်ကသူ့ကိုဘလူးပူးလို့မေတော်ကြီးငိုးနေတာလို့မသိဘူးသူ့ကိုဘလူးပူးသွားတယ်ဆိုတာလည်းသူမသိဘူးအဲ့ဒါနဲ့သူကဘာပြောလို့ဆိုတော့အမေဘာဖြစ်လို့ငိုတာတော့တဲ့လောကမှာငိုတယ်ဆိုတာကိုချစ်တဲ့ခင်တဲ့လူတွေတေးသွားရင်လည်းငိုကြတယ်အသက်ရှင်လျက်နဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်အခုသားဖြစ်တဲ့လူကတေးသွားတာလည်းမဟုတ်ပျောက်သွားတာလည်းမဟုတ်အမေရှိတယ်ဒီမှာငုတ်တုတ်ထိုင်းနေတာရှိတယ်ဘာဖြစ်လို့ငိုတာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့မေဖြစ်တဲ့လူပြန်ပြောတဲ့စကားကတော့စိတ်ဝင်စားရကောင်းမတဝါဗုဒ္ဓရောတိတိယောဝဇီဝနာတိတတိယောဇကာမေစာရိတဝါနာပုဏ္ဏရာကိစ္စတိဣဒတံဝါပိဗုဒ္ဓရောတံတိပုဏ္ဏဇီဝမတောဟိတောတဲ့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့ဗုဒ္ဓจิตတဲ့မတန်ဝါတည်သောသူကိုမူလီရောတံတိငိုကြွေးကြကုန်၏ယောအကျဉ်သူတိဇီဝအသက်ရှင်လျက်နာတိတန်တိမထင်တံဝါထိုသူကိုမူလီရောတံတိငိုကြွေးကြကုန်၏လူသေးသွားရင်လည်းလူတွေကငိုကြတယ်ပေါ့အသက်ရှင်နေနဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်တဲ့ဗုဒ္ဓจิตယောဇအကျဉ်သူတိကကာမေကာမဂုဏ်တို့ကိုစာရိတဝါဆွန့်၍ပုဏ္ဏတပံဣဒဤလူပေါင်းတို့အာကိစ္စတိလေ၍လာပြီး၏တဲ့လူလောကကြီးကိုစွန့်ပြီးတော့ရဟန်းပြုသွားတယ်ကိုရင်ဝတ်သွားတယ်အဲ့လိုစွန့်သွားပါပြီးပါလျှက်မှာပြီးရင်ပြန်ပြီးတော့လူလောကကြီးကိုပြန်ရောက်လာတယ်ပေါ့ဆိုလိုတာကဗုဒ္ဓจิตတံပိထိုသူကိုမူလီရောတံတိငိုကြွေးကြကုန်၏တဲ့ရဟန်းပေါင်းရောက်ပြီးတော့မှသာသနာပေါင်းရောက်ပြီးတော့မှလူပေါင်းကိုပြန်ပြီးတော့လျှော့ကြလာတယ်လဲကြလာတယ်ဆိုအဲ့ဒီလိုကိုလည်းမလုပ်ကြရောငိုကြတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့တောထုသူသည်ပုဏ္ဏတပံဇီဝအသက်ရှိလျက်မတော်သေးသောသူမြည်၏ဟောအဲ့ဒီလူဟာလည်းသေတဲ့လူနဲ့အတူတူပဲလို့ပြောလိုက်တာဟုတ်လားသာသနာပေါင်းရောက်ပြီးတော့မှလူဘဝပြန်ရောက်လာတယ်ဆိုတာရှင်လျက်နဲ့ပြန်ပြီးတော့သေသွားတဲ့လူနဲ့အတူတူပဲလို့ပြောတာအဲ့လိုပြောတော့ကိုရင်ကနားထောင်နေတယ်ပေါ့နော်မေပြောတဲ့စကားကိုနားထောင်နေတယ်အဲ့ဒါနဲ့မေကြီးကသူ့ရင်ထဲမှာရှိတဲ့ခံစားချက်တွေပေါ့နော်ဒါကိုပြောတာကုက္ကုလဥပဒောတာတာကုက္ကုလပဋိတုမိတ်စတိတာတာจิตသားတံနေတွန်တจิตသားတိကုက္ကုလပြာဘူးမဥပဒောထုတ်ဆောင်အပြည့်ဖြစ်လေကုက္ကုလပြာဘူးတို့ပဋိတုံကြာခြင်းကအိစတိအလိုရှိပြန်ပြီး၏ဟောပြာဘူးတွေကနေထွက်သွားပြီးတော့ပြာဘူးတွေကိုဘာလို့ပြန်ပြီးတော့ဆင်းကျင်ရတာတော့လို့ပြောတာနောက်လူလောကဆိုတာပြာဘူးတော်ကြီးလို့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားတာတာจิตသားတံနေတွန်တင်သည်နရကငရဲပြည်မှာဥပဒောထုတ်ဆောင်အပြည့်ဖြစ်လေနရကငရဲပြည်တို့ပဋိတုံကြာခြင်းကအိစတိအလိုရှိပြန်ပြီး၏ဟောလူဝါကိုဗာနဲ့ပါဏဥမာပေးတာငရဲပြည်လို့ဥမာပေးတာနော်ဟုတ်လားငရဲပြည်ကနေလွတ်ပြီးတော့မှငရဲပြည်ကိုပြန်ရောက်လာတဲ့လူလိုပဲလို့သူကအဲ့လိုပြောတာနော်ပြာဘူးတွေကလွတ်ပြီးတော့ပြာဘူးတွေကိုပြန်ရောက်လာတယ်ငရဲပြည်ကလွတ်ပြီးတော့ငရဲပြည်ကိုပြန်ရောက်လာတယ်ဒါကြောင့်မို့လို့တင့်ရဲ့အနေအထားဟာငိုစရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသူကသင်ရှားအောင်ပြောတာအဘိဓါဝထရှေ့တို့သာပြေးသွားကြပါကုန်လို့တေပိချက်သားတို့ဟာဗဒ္ဒံကောင်းခြင်းတည်ဟောတုဖြစ်ပါစေတဲ့ဟောအိဒါမှာပြောတာတော့နောက်မဆုံးနဲ့နောက်မလှည့်နဲ့နောက်ပြန်မလှည့်ခဲ့နဲ့ရှေ့ကိုလာသွားရှေ့ကိုသွားဆိုတာသူကကောင်းတဲ့အလုပ်တွေမှာထွန်းပေါက်အောင်လုပ်လို့ပြောတာလူထွက်ခြင်းနဲ့ဆိုတာဘာတော့နောက်ပြန်လှည့်တယ်ဆိုတဲ့အတိတ်ကိုပြောတာနော်ဘိဓါဝထရှေ့တို့သာပြေးသွားကြကုန်လို့တေပိချက်သားတို့ဟာဗဒ္ဒံကောင်းခြင်းတည်ဟောတုဖြစ်ပါစေကတ္တအဘေသူအားဥစ္စာပယမတေတိတိကြရပါတော့အနေငါဘယ်သူကိုဘယ်လိုမျိုးပြောပြပါမတော့တဲ့မေဖြစ်တဲ့လူကကျန်အားမရပြောနေတဲ့စကားပေါ့နော်အာဒိဋ္ဌရေရေဝံဝပဂတိမီးလောင်ရမှာနိဟတထုတ်ဆောင်အပြည့်သောဗန္ဒဥစ္စာတို့ဖြစ်လေပုဏ္ဏတပံတရှိတုံလောင်ကျွမ်းခြင်းကအိစတိသင်အလိုရှိပြန်ပြီး၏နောက်မီးလောင်အိမ်ထဲကနေပြီးတော့လွတ်သွားပြီးသားဘယ်လိုကြောင့်မီးပုံတွေကိုပြန်ပြီးတော့ရောက်လာခြင်းရတာတော့လို့ပြောတာမေတော်ကြီးကအများကြီးအမြင်ရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်သူပြောတဲ့စကားတွေကအမှတ်သားစရာတွေကြီးပါပဲဟုတ်လားရှေ့ကိုသာသွားပါနောက်ပြန်ဖလှည့်ခဲ့ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့ဆိုလိုတာကဟုတ်လားမိဘုံတွေကနေပြီးတော့လွတ်ပြီးသားဘယ်နဲ့ကြောင့်မိဘုံတွေကိုပြန်ပြီးတော့ခုန်ဆင်းကျင်ရတာတော့အဲ့လိုပြောနေတဲ့အချိန်မှာပဲမေတော်ကြီးပြောတဲ့စကားတွေကိုသူစဉ်းစားမယ်ပေါ့အဲ့ဒီစကားတန်ကိုကြားပြီးတော့ပဲသူတခါလဲလူထွက်ခြင်းစိတ်ကြောက်သွားတယ်ပြောရကြနဲ့တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရဲ့နော်